26 26နေရလေးစား မန္တလေးတိုင်းဒေသကြီးရမဲသိမ်းမြို့နယ်ရွာတန်းတဲကျွန်းအုပ်စုကြီးရင်ကြီးရွာ ကိုပဲနာပါ တာဝန်မှုမြင်ဆောင်963ခွရှိ တိုက်ရင် စခရရှိခမ405 ကောင်းရင်လေတတီနေရ တဝဲမြို့နယ်တရရှာ တကယ်ဆိုတိုက်ရင်မှုနာမယ် ဘုံမူကြီးလိုက်မင်းထော့သူ့ဘုံမူကြီးလိုက်မင်းထော့ ထွက်ပြေးတဲ့အကျော်ကြီးက စားနေရခပြတောင်းမှု နိုင်မင်းစစ်ဆက်ယူရချက် 80ရွကြကတော့အခု KNU ကလက်ခံနေဆိုရင်ဆက်လုံးမယ် KNU ကလက်မခံဘူးတကယ်လို့မှဒီဘက်ဖွဲ့ KNU ဘက်ကလည်းလက်မခံဘူးဥစားဖြစ်တဲ့ဟိဆိုရင်မင်းရောမင်းပြန်ပို့ပေးမယ်ပြန်တော့ဆိုရင်ဒီနေ့နေရာမှာတော့သွားအောင်မှာပေါ့ရွာဝါလည်းမပြန်ဘူးရှင်းနေတယ် ပြီးတော့မင်းအကျဉ်းကဲစစ်တဘောတာမလို့ရှင်းနေ ဒီထက် လက် က အောင် တော့ နေတာပေါ့ စိတ်တဲ့အနေထားစကန်ရဲ့အနေထားပေါ်မှာတော့သူတို့ကဒီ၄လပိုင်းကုန်လုံးမှရဟရင် မပတ်လို့အဲ့ဒါစစ်တဘောထား စိတ်သဘောထားတော့အထက်ပါအောက်ပြီပဲ အဆက် အထက်ကဖားတယ်အောက်ကိုဖိရ ဟောဖြစ်နေ ဟုတ်ကဲ့ အဲ့ဆိုကျွန်တော်တို့ KNU အဖွဲ့အစည်းကိုနော် KNU တမျိုးသားကရတမျိုးသားလို့တတ်မတော်အဖွဲ့အစည်းပေါ့မင်းဘယ်လိုမြင်လဲ အခုလက်တွေ့ခံစားချက်အနေနဲ့ကတော့ကောင်းပါတယ်ကောင်းပါတယ်ဆိုတာဒီမှာရောက်ပါပြီဆိုတဲ့မှအဖွဲ့အစည်းကကျွန်တော်ဗမာဝဇာနဲ့လောက်တာလည်းမရှိဘူးတုံနှောင်ထားတာလည်းမရှိဘူးရိုင်းနှက်ပုတ်ခတ်နေရလည်းမရှိဘူးအဲ့ဒီအတွက်ကောင်းတယ်လို့ပဲယူဆတယ် 405အခြေအနေဦးစီးဦးစွာအချင်းနေရဟိုက405တစ်ခွက်လို့အချင်းနေရဒီသူ့ပေါ်မှာဒီအခြေအနေဘယ်လိုရှိလဲသူတက်လာတဲ့ဒီမဲဝဲဒီကမှအခြေအနေဘယ်လိုရှိလဲတစ်ချက်တော့ပြောပြလို့ရမှာ အဲ့ဒါဆိုတော့ကျွန်တော်တို့ မေဖြတ်တာဘူးတဲ့မျက်မြင်နဲ့တွေ့ခဲ့ဘူးတဲ့တမြောက် တွေးခဲ့ဘူးတဲ့သူများတော့အကုန်လုံးနိုင်ကျင်းတယ်လို့တော့ထင်တာပဲပြည်သူလူထုပေါ်မှာကျွန်တော်အနေနဲ့ကလည်းအဲ့လိုမျိုးဖြစ်စီခြင်းမဖြစ်စီခြင်းဆိုတော့ကိုကလည်းပြီးတော့မွေးလို့ပြီးသူဥစ္စာဖြစ်သွားတာပြီးတော့မွေးလို့ကြီးချင်းလာတဲ့သူကြီးอ่ะတော့ပြည်သူတွေပေါ်မှာနိုင်ကျင်းတာမျိုးနိုင်ငံစည်းနေလောက်တာမျိုးတော့ကျွန်တော်လည်းမလို့ချင်းမလို့လားဘူးအဲ့လိုမျိုးတော့မျိုး ပြီးတော့ပြည်သူအပေါ်မှာဟိုစားလူရဲ့ဒါတွေရှိလားအကြဖက်တာတွေရှိလား 405အနေနဲ့လား ဟုတ်ကဲ့ 405အနေနဲ့အကျန်းဖတ်တာတော့မရှိဘူးအလူကန်တာတွေပါတော့ရှိတယ်တနက်ပြပြီးတော့ပေါ့တနက်ပြပြီးအလူကန်တာတွေပါတော့ရှိတယ်ဟုတ် အဲ့ဒါလူရဲတာတွေအနဲ့ကြေးတာတွေကိုဟိုစားအကြီးကဲလားမဟုတ်တတာလားအရာရှိတာ အကြီးကဲကစတာပေါ့အကြီးကဲကစလို့လဲနောက်လိုက်ဒီဆိုတာပါလာတာပဲလေဟုတ်